ဒီအမျိုးသမီးဟာတကယ်တော့သူမရဲ့ရင်စစ်အင်ဂျီကျေတီးတွေကိုဖြုတ်နေခဲ့တာပါဒါတင်မကသေးပဲထိုလူကိုလည်းသူ့အဝတ်စားတွေကိုချွတ်ပစ်ဖို့လှမ်းပြောနေခဲ့ပါတယ်ဒီလူဟာအလုပ်ပထမဆုံးရက်မှာတင်သူ့ရဲ့အမျိုးသမီးအလုပ်ရှင်သူဌေးနဲ့ဝင်တိုက်မိပြီးမတော်တဆကော်ဖီတွေနဲ့တကိုယ်လုံးပေးပွားသွားအောင်လုပ်မိလိုက်တဲ့တထေးမကြီးဒေါသထွက်ချိန်တောင်မရလိုက်ပဲထိုလူကိုဆွဲပြီးလှေကားထောက်စီကိုတန်းဦးတည်သွားပါတော့တယ်တိုက်ကျူးထဲကျူးတယောက်ဇဝေးဇဝါဖြစ်သွားပေမဲ့လည်းလိုက်သွားရုံကလွယ်လို့တခြားရွေးချယ်စရာမရှိခဲ့ပါဘူးလေကားထောင်နဲ့ခြေလန်းလိုက်တဲ့ခဏမှာပဲသူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တကိုယ်လုံးစွန့်အမင်တက်သွားခဲ့ရတယ်အဲ့ဒီမျိုးသမီးဟာတကယ်ပဲသူမရဲ့အင်ဂျီကျေတီးတွေကိုဖြုတ်နေခဲ့တာပါပြီးတော့သူ့ကိုလည်းအဝတ်စားတွေအမြန်ချွတ်ဖို့လှမ်းပြောနေသေးတယ်တိုက်ကျူးနောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့တထေးမကသူမရဲ့ရင်စစ်အင်ဂျီကိုချွတ်ပြီးနေပါပြီလူကတော့ကြောင်အန်းဖြစ်နေပေမဲ့အမျိုးသမီးကတော့မြန်မြန်လုပ်ဖို့ပဲအတင်းလောဆော်နေခဲ့တယ်တိုက်ကျူးလည်းမတက်တာတဲ့အစုံသူ့ရဲ့ဂျာကင်အင်ဂျီကိုချွတ်လိုက်ရတော့တာပေါ့ချွတ်လိုက်တဲ့ဒုတိယပိုင်းမှာတင်တထေးမကဂျာကင်ကိုလူယူပြီးသူမကိုပေါ်ချက်ချင်းကောက်ဆွတ်လိုက်ပါတော့တယ်အဖြေကတော့သူမမှာအရေးကြီးတဲ့ဖောက်တီ client နဲ့တွေ့ဆုံပွဲတစ်ခုအရေးပေါ်ရှိနေလို့အင်ဂျီအတန့်တထဲလိုအပ်နေတာကြောင့်ဖြစ်ပါတယ်ပြီးတော့တထေးမကတိုက်ကျူးစီကိုသူမရဲ့လိပ်စာကပ်ပြားကမ်းပေးလိုက်ပြီးမနက်ဖြန်ကျမှအင်ဂျီလာပြန်ယူဖို့ပြောခဲ့တယ်အဲ့ဒီနောက်သူမကလှည့်ထွက်သွားပြီးဖောက်တီနဲ့တွေ့ဆုံပွဲကိုအောင်မြင်စွာတက်ရောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့တိုက်ကျူးခများတော့စိတ်ပြက်စရာအခြေအနေကြီးနဲ့ကြံရစ်ခဲ့ရတာပေါ့အလုတ်ဆက်ဝင်တဲ့မိတ်ဆက်ပွဲနေကြီးမှာကိုရင်းခံစွတ်ကျဲအင်ဂျီလေးတစ်ထည်နဲ့အလုတ်ချိန်ကိုဖြတ်တန်းခဲ့ရရှာတယ်နောက်တစ်နေ့မှာတော့တိုက်ကျူးတယောက်သူတာဝန်ကျတဲ့ဌာနအစ်ကိုသတင်းပို့ခဲ့ပါတယ်လုပ်ပေါ်ကိုင်ဘက်တယောက်ကဌာနမှုနဲ့မိတ်ဆက်ပေးဖို့လုပ်ရင်းတိုက်ကျူးနောက်လဲကြည့်လိုက်တဲ့အချိန်မှာပဲထပ်ပြီးတော့ကြောက်ရွံ့လို့တောင်းတင်းသွားရပြန်တဲ့ဌာနမှုဆိုတာတခြားသူမဟုတ်ပဲမနေ့ကလေကားထောင်ကအမျိုးသမီးကြီးအဲလာဝါဝါဖြစ်နေလို့ပါပဲအဲ့ဒီနောက်လုပ်ပေါ်ကိုင်ဘက်ကတိုက်ကျူးကိုဒီကုမ္ပဏီမှာအဲလာကိုဘယ်တော့မှသွားမရှုံနဲ့မဟုတ်ရင်နေရခတ်အောင်လုပ်လိုက်မယ်လို့တိုးတိုးလေးသတိပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေ့ညနေပိုင်းရုံးအဖွဲ့လိုက်ထမင်းစပွဲမှာတော့တိုက်ကျူးကအဲလာကိုဒေါ်လေးအားထီလို့လမ်းခေါ်လိုက်ပါတယ်ဒါကအဲလာကိုချက်ချင်းဒေါသပေါက်ကွဲသွားစေခဲ့တယ်ဒါပေမဲ့လုပ်ပေါ်ကိုင်ဘက်တွေအားလုံးရဲ့ရှေ့မောက်ဖြစ်နေတာကြောင့်သူမရဲ့ဒေါသကိုအောက်အီးမျိုးတိတ်ပြီးစောစောစီးစီးပဲပြန်သွားခဲ့ရတယ်တိုက်ကျူးကသူမနောက်ကိုအပြေးလိုက်သွားပြီးထက်ခါတလဲလဲတောင်းပန်ခဲ့ပါတယ်သူဒေါ်လေးလို့ခေါ်လိုက်တာကအသက်ကြီးလို့ခေါ်တာမဟုတ်ပဲရစ်ချက်တဲ့အလှပကြောက်ချင်းကိုချီးမွမ်းတာပါလို့ပြောလိုက်တဲ့အခါမှာတော့အဲလာရဲ့ဒေါသတွေဟာအပျော်တွေဖြစ်ပြောင်းလဲသွားပါတော့တယ်နောက်တစ်နေ့မှာတော့အဲလာကတိုက်ကျူးရဲ့ကိုရေးရာဇဝင်ရက်ရှုံကိုကြည့်ပြီးသူ့ကိုအလုတ်ကထုတ်ဖို့အကြောင်းပြချက်ရှာပါတော့တယ်ဒါပေမဲ့တိုက်ကျူးရဲ့ကိုရေးရာဇဝင်ကအပြစ်ပြောစရာမရှိအောင်ပြည့်စုံလို့နေတာကြောင့်သူမကအလုတ်ထဲမှာပဲတမင်ဒုက္ခပေးဖို့ပြင်ဆင်ရတော့တာပေါ့ဒါပေမဲ့လည်းတိုက်ကျူးကစိတ်မဆိုးခဲ့ပါဘူးအလုတ်ဆင်းတဲ့အချိန်မှာအဲလာကတိုက်ကျူးတယောက်သူမနောက်ကိုလိုက်နေတာကိုသတိထားမိသွားတယ်သူကလဲစားချေခြင်းလို့လိုက်နေတာလို့ထင်ပြီးနင်ပါလို့ဖို့ကြံစီနေတာလဲလို့လှမ်းမိလိုက်တဲ့အခါတိုက်ကျူးကကျွန်တော်လည်းဒီရက်ွက်ထဲမှာပဲနေတာလေးလို့ပြန်ဖြေခဲ့ပါတယ်ဒါကအဲလာကိုအကြီးအကျယ်မျက်နှာပူသွားစေခဲ့တာပေါ့ပို့ပြီးတိုက်ဆိုင်သွားတာကသူတို့နှစ်ယောက်ဟာတအိမ်နဲ့ဗီဒီယိုထဲမှာအတူတူနေထိုင်ကြတာဖြစ်ပါတယ်တရက်မှာတော့ကုမ္ပဏီရဲ့အမျိုးသမီးအမှုဆောင်ရာရှိချုပ် executive ကြီးဟာရုံးခန်းစီကိုအရေးပေါ်စစ်ဆေးဖို့ရောက်ရှိလာခဲ့ပါတယ်ဒါပေမဲ့ရုံးခန်းထဲခြေချလိုက်တဲ့ခဏမှာပဲသူမရဲ့တာအရင်ခများလူတကာခိုင်းသမျှအောက်ခြေသိမ်းအလုပ်တွေကိုလုပ်နေရတာကိုမြင်လိုက်ရပါတော့တယ်သူမရဲ့ရုပ်တရက်ရောက်ရှိလာမှုကလူတိုင်းကိုအနိုင်မိသွားစေခဲ့တယ်လုပ်ပေါ်ကိုင်ဖက်တွေကလည်းတိုက်ကျူးကိုရေပုံးကြီးအမြန်ချလိုက်လို့လှမ်းပြောကြပြီးအဖွဲ့ခေါင်းဆောင်ကလည်းအလုပ်သမားတစ်လေးကြောင်းမိတ်ဆက်ပေးဖို့တထေးကြီးစီအပြေးလွှားသွားခဲ့ပါတယ်ဒါပေမဲ့တိုက်ကျူးဟာတကယ်တော့ကုမ္ပဏီဥက္ကဋ္ဌကြီးရဲ့တာအရင်ဖြစ်နေလိမ့်မယ်လို့ဘယ်သူကမှကြိုတင်မခန့်မှန်းနိုင်ခဲ့ပါဘူးသူကသူ့ရဲ့အဆင့်တန်းအမှန်ကိုဖုံးကွယ်ထားပြီးကုမ္ပဏီရဲ့အရေးချင်းရှိဆုံးဝန်ထမ်းတွေစီကနေအလုပ်တင်ယူနိုင်ဖို့အတွက်အောက်ခြေကနေဝင်ရောက်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာသူကကုမ္ပဏီကိုလွှဲပြောင်းရယူပြီးဥက္ကဋ္ဌအသစ်ဖြစ်လာမှာပေါ့။ဒါပေမဲ့အောက်ခြေအလုပ်တွေကဒီလောက်အထိပြင်ပန်းလိမ့်မယ်လို့သူဘယ်တော့မှမမျှော်လင့်ထားခဲ့ပါဘူး။ပြီးတော့မတော်တဆအဲလာရဲ့အညိုအညင်ကိုခံထားရတာကြောင့်သူမကသူ့ကိုခြေလန်းတိုင်းမှာဒုက္ခပေးနေခဲ့တာလေ။တရက်မှာတော့တိုက်ကျူးတယောက်သူ့ရဲ့ဝန်ထမ်းကပ်ပြားပျောက်ဆုံးနေတာကိုသတိပြုမိသွားတယ်သူရုံးခန်းထဲဝင်ခွင့်ရဖို့အဲလာကိုအကူအညီတောင်းပြီးအတနာခံရုံကလွဲလို့မတက်နိုင်ခဲ့ပါဘူးအဲလာကတော့နင်းတယောက်ရဲ့အိမ်မှာကြံခဲ့တာနေမှာပေါ့ဆိုပြီးလှောင်ပြောင်တရုတ်ခဲ့ပါတယ်နောက်တစ်နေ့အဲလာမိမိအိတ်ခန်းကိုတိမ့်ဆဲနေတဲ့အချိန်မှာပဲသူမရဲ့ကတင်အောက်ကနေတခုခုကိုဆွဲထုတ်မိလိုက်တယ်အဲ့ဒါကိုကောက်ကင်ပြီးကြည့်လိုက်တဲ့အခါတိုက်ကျူးရဲ့ဝန်ထမ်းကပ်ပြားဖြစ်နေတာကိုအံ့ဩတုန်လှုပ်စွာတွေးလိုက်ရပါတော့တယ်လုံးဝဝေခွင့်မရဖြစ်သွားတဲ့အဲလာဟာတိုက်ကျူးရဲ့အခန်းစီကိုချက်ချင်းပြေးသွားပြီးရှင်းပြချက်တောင်းပါတော့တယ်ဒါပေမဲ့တိုက်ကျူးကတော့လူလဲပြုံးလေးပြုံးပြလိုက်ပြီးအရင်ဆုံးမို့အတူတူသွားစားကြရအောင်လေပြီးမှဘာဖြစ်ခဲ့လဲဆိုတာပြောပြမယ်လို့ဆိုလိုက်ပါတော့တယ်ဇလန်းတိုလေးကတော့ဒီနေရာမှာပဲရပ်တန့်သွားတာမို့နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုစိတ်ဝင်စားစရာအကွက်လေးတွေနဲ့သိချင်ရင်တော့ဗီဒီယိုတွေရဲ့ထုံးစံအတိုင်း like လုပ်ပြီးစောင့်မျှော်ပေးထားကြပါဦးဗျာ